အားလုံးပဲမင်္ဂလာပါကျွန်တော်တို့တူးရီချင်းမိတ်ဆွေကိုမာတွေအားလုံးပဲဥစွာပထမမင်္ဂလာပါလို့ခေါ်ဆက်ထားလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီဥဆုံးပြောကြားချင်တာကျွန်တော်ဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုခြင်းနဲ့မာတွေအားလုံးပေါက်ကနန်းတွေမွေးကနန်းပေါက်ကနန်းတွေအားလုံးမှမချော်ဘဲနဲ့ထိထိမိမိနဲ့ပေါက်မှာမို့လို့ကျွန်တော်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးဖို့ကျွန်တော်ကဥစွာပထမမေတ္တာရပ်ခံလိုက်ပါတယ်ခင်ဗျာကျွန်တော်23ရက်6လ2025နေ့29ရက်6လ2025အထိမှာကျွန်တော်ထုတ်ပေးရတဲ့ဇာတုံးမွေး3မျိုးရှိပါတယ်ခင်ဗျဇာတုံးမွေး3မျိုးရှိပါတယ်ကိုမတွေနှစ်သက်ရာကိုအဆင်ပြေသလိုလိုက်လည်ပြီးတော့ဆော့ပါကျွန်တော်လေးလုံးအခွေရယ်ဇာတုံးမွေးပရိတ်နှလုံးရယ်ဇာတုံးပတ်ကြီးတစ်လုံးရယ်ကျွန်တော်အကုန်လုံးဟူးမကြော်ဆိုပြီးတော့ထုတ်ပေးရရှိပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့အဆင်ပြေရာကိုရွေးချယ်ပြီးတော့ကစားပါကျွန်တော်တတိကျကျအားလုံးကိုကြိုးစားပြီးတော့ထုတ်ပေးထားတဲ့ခဏလေးတွေဖြစ်တာမို့လို့ကိုမတွေကဒီလိုကြီးလေးသားသားနဲ့တာလိုက်လံပြီးတော့ဆော့ဖို့အတွက်မြတ်တာရက်ခံပါတယ်ကျွန်တော်ကိုအခုမှမြင်မှုတွေဖြစ်စေမြင်မှုပြီးသားလူတွေရှိသည်ဖြစ်စေကျွန်တော်ကိုစောင့်ကြည့်နေတဲ့အပေါ်မှာရှိသည်ဖြစ်စေဒီဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပါပေးကြပါတစ်ပတ်မှာအနည်းဆုံး3-4ချိန်ရတော့ကျွန်တော်မွေးဖို့ပေးရတဲ့ခဏနေတွေကနေပြီးတော့ထွက်စေရမယ်လို့ကျွန်တော်ကဟိုကအာမခံပါတယ်ဟုတ်ပြီကျွန်တော်ဒီဗီဒီယိုလေးကိုစလိုက်အောင်ကျွန်တော်တို့ပထမဆုံး23ရက်6လ2025နေ့29ရက်6လ2025တနင်္လာမှာတောက်ကြနေအထိမွေးရမယ်တနင်္လာမှာတောက်ကြနေအထိမွေးရမယ်လေးလုံးခွေလေးလုံးခွေအပူပါလေးရှိတယ်ပေါ့နော်တနင်္လာနေ့တောက်ကြတာပြောပါတယ်ဟူးမကျော်ကြီးပဲကျွန်တော်ဦးစားပေးပြီးတော့ထုတ်ရတာဖြစ်တဲ့အတွက်ဒီတစ်ပတ်မှာဒီလိုဆုံးကျွန်တော်လေးလုံးခွေလေးကနေစပြီးတော့တွားလိုက်ပါမယ်ပြီးတော့မှအားလုံးမွေးရမယ့်ကဏ္ဍတွေအကုန်ပြီးတော့မှကျွန်တော်လေးတိုင်လေးကိုဆက်သွားလိုက်ပါမယ်ဓာတ်တုံးမွေးမထိုးနိုင်တဲ့ကိုမာတွေကလေးတိုင်လေးတွေပဲလိုက်ကြည့်ပြီးတော့ဆော့လို့လည်းရပါတယ်ဒါပေမဲ့လေးတိုင်ကိုတော့ကျွန်တော်မွေးရတဲ့နေလောက်တော့ကျွန်တော်အဓိကအားမရဘူးပေါ့နော်ဘာလို့လဲဆိုတော့လေးတိုင်ဆိုတာအများမမှန်တိုင်းလို့အများလည်းမမှားနိုင်ပါဘူးအဲ့တော့ကျွန်တော်လေးတိုင်လေးတွေကိုဘယ်လိုပေးမလဲဆိုတော့တနင်္လာအတွက်ဝမ်းကျင်းရယ်တနင်္လာအတွက်ကီးရယ်ဆိုပြီးတော့ကျွန်တော်နေကုန်းစားပေးမှာဖြစ်ပါတယ်အဲ့တော့ကိုမာရနေတဲ့ဆိုတော့ကိုမာရမိမိတို့မှာရှိတဲ့အပိုင်ဝမ်းကျင်းအပိုင်ပတ်သေးရနဲ့ကပ်ပြီးတော့လည်းတုံးလို့ရပါတယ်ကျွန်တော်ဝမ်းကျင်းနဲ့ကီးနဲ့ကျွန်တော်ကတော့ပေးမှာဖြစ်ပါတယ်အားလုံးပေါင်း total 6ပတ်ကျွန်တော်ထုတ်ရပါတယ်လေးတိုက်တွေကိုကျွန်တော်အများကြီး6ပတ်ပဲပေးပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကိုခုမှစမှာဆိုတော့မွေးဖိတိမိမိနဲ့ပေါက်ချင်တဲ့မျက်စိဆိုတော့ကိုမာတွေအတွက်ကျွန်တော်အရင်ဆုံးလေးလုံးပွေလေးရတယ်ကျွန်တော်စပြောပေးမယ်ဟုတ်ဆိုကျွန်တော်အကြိုက်ဆုံးဒီတော့မှာကျွန်တော်အကြိုက်ဆုံးကကျွန်တော်လေးလုံးပွေရယ်စာလုံးမွေးပိတ်ရယ်ဆိုပြီးကျွန်တော်နှစ်ခုကိုပို့ကြိုက်တယ်အဲ့တော့ပတ်တီးကိုတော့ကျွန်တော်ကအဓိကထားပြီးတော့မကစားသေးခြင်းဘူးအရင်ဆုံးကျွန်တော်အခုပြောမယ်နှစ်ခုကိုအရင်ဆုံးကစားပြီးတော့မှပတ်တီးကိုနောက်ညက်ပြီးပေါက်ပြီးဆိုတော့မှဇာတို့ပတ်တီးကိုဇာတို့ပတ်တီးမထွက်သေးဘူးဆိုလို့ရှိရင်လိုက်တယ်မျိုးကစားစီချင်ပါတယ်ဆိုတော့ဒီလိုလေးလုံးခွေလေးနဲ့စပြောလိုက်ရအောင်လေးလုံးခွေလေးကတော့ကျွန်တော်တို့ဒီတစ်ပတ်အတွက်ဟိုးမကျော်ထုတ်ပေးရတဲ့လေးလုံးခွေလေးက3186ဆိုတဲ့အခွေဖြစ်ပါတယ်3186ဆိုတဲ့အခွေဖြစ်ပါတယ်ဒါကတော့ထုံးစံတိုင်းကျွန်တော်အပူးပါထည့်ပြီးတော့ပဲမွေးရမှာဖြစ်ပါတယ်ပေါ့နော်ဒီခွေလေးကကျွန်တော်ခွေမထွက်ရင်တော့အပူးပါခွေပြီးတော့ထွက်တဲ့အနေအထားမှာရှိလို့ပါနော်3186ခွေဖြစ်ပါတယ်313836 181686ဖြစ်ပါတယ်331186ပါအများကြီးမွေးမထုံးနိုင်ဘူးဟိုနည်းနည်းနဲ့ပဲမွေးထိုးခြင်းနဲ့ဆိုတဲ့ပုံမှန်တွေကဒီလေးလုံးခွေလေးကိုကစားပါဒီလေးလုံးခွေလေးကပေါက်ပါလိမ့်မယ်ကျွန်တော်တစ်ချိန်ပေါက်ပြီးရင်တစ်ချိန်ပေါက်ပြီးရင်ညက်မယ်ကွာတစ်ချိန်ပေါက်ပြီးနားမယ်ဆိုတဲ့ပုံမှန်ရှိလို့ရှိရင်လေးလုံးခွေလေးကိုကစားပေးပါခင်ဗျဟုတ်ပြီကျွန်တော်ဇာရိုးဘရိတ်ကတော့ကျွန်တော်ဒီ channel ရဲ့အဓိက main ဖြစ်တဲ့ကျွန်တော်ရှေ့ဗီဒီယိုတွေမှာလည်းပြောပါရတယ်ကျွန်တော်ပေးတဲ့ break ရပြတ်ဖေးတွေပျောက်ဖေးတွေဒါကြောင့်မို့လို့ဒီလေးစားနဲ့လိုက်ဆော့ဖို့ကျွန်တော်ပြောကြခြင်းနဲ့ကျွန်တော်စောင့်ကြည့်နေဟိုမှာတွေကလည်းစောင့်ကြည့်ပါ
ဒီဘက်ဆောင်ကြည့်ပြီးတော့သဘောကျနှစ်သက်တယ်ဆိုတော့နောက်ဘက်လိုက်လည်ပြီးတော့ကစားလို့ရပါတယ်ကျွန်တော် member လည်းအဖွဲ့ဝင်လည်းမခေါ်သေးပါဘူးကျွန်တော်အခုပေးတဲ့ခဏတွေကမိတ်ဆွေတို့ဒီဗီဒီယိုကြည့်လိုက်ပြီဆိုတာနဲ့အဖွဲ့ဝင်လိုက်တယ်လို့သူများစီမှာသူများဆရာတချို့ဆရာတွေစီမှာပတ်စံ1000ခွဲ2000နဲ့ပတ်စံပေးပြီးတော့အဖွဲ့ဝင်လိုက်ရတယ်လို့မျိုးခံစားသွားစီရတယ်ဗျာကျွန်တော်ကအခမဲ့ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့အကိုတွေမတွေကကျွန်တော်ကငွေကြေးတစ်စုံတစ်ရာမျိုးပဲ free ကူညီတဲ့အတွက်အကိုမတွေကကျွန်တော် channel လေးကို like and subscribe လုပ်ပြီးတော့တခြားမမြင်သေးတဲ့အကိုမတွေရှိလို့ရှိရင်လည်းမြင်တွေ့ရအောင်လို့ share လို့ရတဲ့နေရာလေးတွေမှာဒီဗီဒီယိုလေးကို share ပြီးတော့မျှဝေပြီးတော့ပြန်လည်ပြီးတော့ပြသပေးခြင်းဖြင့်ကျွန်တော်ကိုတစ်ဖန်ပြန်ပြီးတော့ကူညီပေးလို့ရပါတယ်ခင်ဗျကျွန်တော်ဒီကဏ္ဍတွေကိုတည်တည်ကြမွေးအားလုံးကိုလည်းစူးစမ်းပြီးတော့ထုတ်ပေးရတာဖြစ်တဲ့အတွက်အဖို့ပုံမှန်တွေကလည်းကျွန်တော်တစ်လက်ပြန်ပြီးတော့ like and subscribe လေးလုပ်ပေးပြီးတော့မြင်ရသေးတဲ့အပုံမှန်ရှိလို့ရှိရင်လည်းတစ်ခါပြန်လည်ပြီးတော့မျှဝေပါလို့ကျွန်တော်နေပြီးတော့တောင်းဆိုလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ဇာတိုး break သွားအောင်ကျွန်တော်ဇာတိုး break မှာကျွန်တော်ဒီတစ်ပတ်မှာ10 break 3 break ဆိုပြီးတော့ထုတ်ထားတယ်ပေါ့နော်10 break 3 break ပါဇာတိုး break က10 break 3 break ပါဒါပတ်သေးသလုံးတာလို့နော်ဟိုပုံမှာလေဇာတိုး break 10 break 3 break မှာကျွန်တော်ကတင်ခွက်လေးတွေပါထုတ်ပေးကြပါတယ်တင်ခွက်လေးတွေပါထုတ်ပေးကြတင်ခွက်လေးတွေကပါလဲဆိုတော့10 break နဲ့ပတ်သက်လို့ရှိရင်1ခွန်နဲ့26ဖြစ်ပြီးတော့3 break နဲ့ပတ်သက်လို့ရှိရင်1နှစ်နဲ့6ခွန်ဖြစ်ပါတယ်မဲဆိုတော့ဒီကလိုက်နားထောင်ပါပေါ့နော်10 break နဲ့ပတ်သက်လို့ရှိရင်1ခွန်နဲ့26ကကျွန်တော်ရဲ့ main off ဖြစ်ပြီးတော့3 break နဲ့ပတ်သက်လို့ရှိရင်1နှစ်နဲ့6ခွန်ကကျွန်တော်ရဲ့ main organ လေးဖြစ်ပါတယ်တင်လို့ကျင်တဲ့ပုံမှာတွေ main တင်လို့ကျင်တဲ့ပုံမှာရှိလို့ရှိရင်တင်လို့ရအောင်လို့ပေါ့နော်ကျွန်တော်အဲ့ break နှလုံးမှာဆိုလို့ရှိရင်အဲ့ break နှစ်ခုတည်းက10 break 3 break နှစ်ခုတည်းတစ်ခုပဲငါတို့မွေးမယ်တစ်ခုပဲငါတို့ရွေးပေးပါဆိုလို့ရှိရင်မွေးနှစ်ခုလုံးထွန်းတယ်ဆိုရင်နှစ်ခုလုံးကိုထိုးပေါ့နော်ပတိတစ်လုံးသာလည်းရှိတာဟုတ်အကယ်ဒီ9ကွက် break တစ်လုံးပဲမွေးတင်တယ်ဆိုတဲ့အပုံမှရှိကျွန်တော်10 break ကိုပို့ပြီးတော့အားပေးပါတယ်ပေါ့နော်10 break ကကျွန်တော်အကြိုက်ဆုံးဒီတစ်ပတ်ဦးကျော် break ထဲမှာ10 break ကိုကျွန်တော်အကြိုက်ဆုံးဖြစ်နေတယ်ကျွန်တော်နားထဲမှာ10 break ကအတော်လေးအားကောင်းနေအောင်တွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့အများကြီးမွေးမထိုးနိုင်ဘူးငါတို့ break တစ်လုံးမွေးထိုးတင်တယ်ဆိုရင်တော့10 break မွေးပါဒါပေမဲ့ကျွန်တော်ပေးတာတော့10 break 3 break မွေးဖို့ပေးရတာပေါ့နော်ဒါကတော့ကိုယ်မှန်ကန်တရားပေါ့နော်ဒီ break နှစ်ခုရဲ့တစ်ခုကတော့တင်းစီပေါ့ထွက်မှာပဲအဲ့တော့မှကျွန်တော်10 break ကိုပို့ပြီးတော့အားတာနေပေါ့နော်ဟုတ်ပြီကဲဒါဆိုပတ်သီးသမားတွေတော့ပြောပြီပတ်သီးသမားတွေအတွက်ဇာရိုးဟူးမကျော်၄ပတ်တီဖြစ်ပါတယ်ကျွန်တော်၄ပတ်တီဖြစ်ပါတယ်ဇာရိုးဟူးမကျော်၄ပတ်တီဖြစ်ပါတယ်ခင်ဗျဟုတ်ပြီ၄ပတ်တီနဲ့ပတ်သက်လို့ရှိရင်တင်ထိုးခြင်းတဲ့အပေါ်မှာတွေတောင်းမှုတဘောပေါင်းမွေးခြင်းတဲ့အပေါ်မှာတွေရှိလို့ရှိရင်ကျွန်တော်တခါလေပြောပြပါမယ်တင်ထိုးခြင်းတဲ့အပေါ်မှာရှိလို့ရှိရင်ဒီတစ်ပတ်စာအတွက်၄နဲ့ပတ်သက်လို့ရှိရင်၄ခွန်ကိုတဘောပေါင်းတင်ထိုးပါခင်ဗျ၄ပတ်တီကစားနေဆိုလို့ရှိရင်၄ခွန်ကိုတဘောပေါင်းတင်ထိုးပါခင်ဗျကဲဒါဆိုလို့ရှိရင်တော့ပြီးရင်လက်တိုင်သွားလိုက်အောင်အခုကျွန်တော်ပေးတဲ့မွေး3ခုဒီကျွန်တော်တည်တည်ချာချာဖြစ်သလိုပေးလိုက်တာမဟုတ်ပါဘူးကျွန်တော်တည်တည်ချာချာခဏဒီကိုစီစစ်ပြီးမှထုတ်ပေးတာဖြစ်ပါတယ်ဒါကြောင့်မို့လို့မိတ်ဆွေတို့ကတခြားဆရာတွေစီမှာငွေကြေးတစ်စုံတရာနဲ့အဖွဲ့ဝင်လိုက်ရတယ်လို့မို့ခံစားသွားစီရမယ်လိုက်နိုင်ပြီးတော့တည်တည်ချာချာလေးလေးနက်နက်ဆော့ပါကျွန်တော်ကမျက်နှာလက်ဆောင်လေးနဲ့မိတ်ဆွေတို့အဆင်ပြေအောင်ကိုယ့်ပုံမှာအဆင်ပြေအောင်ပေးတာမို့လို့ကိုယ့်ပုံမှာရကျွန်တော်တခါပြန်ပြီးတော့ like and subscribe လုပ်ပြီးတော့ကျွန်တော် channel လေးကိုမမြင်ရသေးတဲ့သူတွေမြင်တွေ့ရသေးတဲ့ကိုယ့်ပုံမှာရှိလို့ရှိရင်share ပေးခြင်းဖြင့်မျှဝေပေးခြင်းဖြင့်ကျွန်တော်ကိုကူညီပေးပါလို့ကျွန်တော်ကနောက်ခါပြန်ပြီးတော့တောင်းဆိုလိုက်ပါတယ်ခင်ဗျကျွန်တော် channel လေးကို subscribe မလုပ်သေး subscribe လေးလုပ်ပါပေးပါဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့တနင်္လာတနေ့လုံးအတွက်နေ့တိုင်းလေးကိုသွားလိုက်ရအောင်ဟုတ်ပြီနေ့တိုင်းကတော့ကျွန်တော်တို့မွေးမထိုးနိုင်တဲ့ကိုယ့်ပုံမှာရှိလို့ရှိရင်ဒီနေ့တိုင်းလေးကြည့်ပါဇာတို့မွေးထိုးနိုင်တဲ့ကိုယ့်အကူမတွေကနေ့တိုက်ကိုကြည့်ကြမလို့ပါဘူးခဏနေဟိုမှာဆိုလို့နေ့တိုက်တွေကိုကြော်သွားလိုက်ပါကျွန်တော်တို့တစ်ခုဆိုတစ်ခုပဲပိုလို့ဆက်ရှိရကိုလုံးအောင်ဒါမှလည်းအမြတ်ကြံပါဟုတ်တယ်နော်ကျွန်တော်တို့ရှိသမျှကလည်းအကုန်လိုက်ထိုးနေလို့ရှိရင်တစ်ခုပေါင်းတစ်ခုရှုံးတစ်ခုပေါင်းတစ်ခုရှုံးတယ်ကျွန်တော်အမြက်ကပါမကြံတော့ပဲနေမယ်ဒါကြောင့်မို့လို့
မွေးကစားနေတဲ့ကိုမတွေရှိလို့ရှိရင်မွေးပဲကစားပါကျွန်တော်တို့အခွေလေးလုံးခွေကစားမဲ့ဘူးကလေးလုံးခွေကစားပါဇာတိုးပေးမွေးပရိတ်ကစားမဲ့သူတွေကဇာတိုးမွေးပရိတ်ကစားပါဇာတိုးပတိကစားမဲ့သူတွေကဇာတိုးပတိကစားပါကိုလိုပဲကိုလိုပါနေတဲ့သမားတွေကလည်းနေတိုင်းပဲကြည့်ပါဆိုတော့စားလိုက်အောင်နေတိုင်းတနင်္လာတနေကုန်အတွက်ဒီနေ့တနေကုန်မှာမဖြစ်မနေထိပေးရမယ်ဝမ်းချင်းနဲ့ဂီးလေးကိုပြောပြပါမယ်တနင်္လာတနေကုန်အတွက်အားကောင်းတဲ့ဝမ်းချင်းလေးကတော့ကိုးလေးဝမ်းချင်းဖြစ်ပါတယ်ကိုးလေးပတိကိုးလေးဝမ်းချင်းဘယ်လိုခေါ်ပေါ့နော်ကိုးလေးဝမ်းချင်းဖြစ်ပါတယ်ကိုးလေးဝမ်းချင်းကိုကျွန်တော်ဘယ်ကဏ္ဍလေးနဲ့တွဲပြီးတော့ထုတ်ထားလဲဆိုလို့ရှိရင်ကျွန်တော်ကဏ္ဍ6ခွက်ပြောပါတော့မယ်သိချင်တာထောင်ပါ96ရယ်91ရယ်99ရယ်46ရယ်41ရယ်49ရယ်ဆိုတဲ့ခဏ6ခွက်ကိုထုတ်ပေးထားပါတယ်ခင်ဗျကျွန်တော်6လေးဝန်းကျင်ကို619ခီးနဲ့ကတ်ထားတာဖြစ်ပါတယ်ဒါကြောင့်မို့6ကိုမာရ6ကိုမာမှာရှိတဲ့ဝမ်းချင်းတွေပိုင်းနဲ့ကတ်ဆော့ခြင်းလို့ရှိရင်ကျွန်တော်ပေးတာဒီ6လေးဝန်းချင်းဒါသက်တစ်ခုခီးဆိုလို့ရှိရင်619ခီးဖြစ်ပါတယ်619ခီး3ကဏ္ဍ3လုံးနဲ့တစ်လုံးဒီကောင်မှထိပေးရမယ်နှလုံးလဲထိရင်ထိနိုင်တယ်3လုံးလဲရတယ်ခွေထွန်ထုံသွားနိုင်တယ်ဒါကတော့ကိုယ့်ကိုယ်မှရရှိလို့3ပါဝမ်းချင်းကတော့6လေးဝမ်းချင်းဖြစ်ပါတယ်ဆိုတော့ကိုယ့်ကိုယ်မှတွေဝမ်းချင်းကြိုက်တဲ့ကိုယ်မှတွေကမိမိဝမ်းချင်းနဲ့တွက်ပြီးကစားရင်ကစားပါကြီးကြိုက်တဲ့ကိုယ်မှတွေ619ခီးဆို619ကိုမိမိတို့ကြိုက်တဲ့နဲ့ကတ်ပါကျွန်တော်ကတော့ကျွန်တော်ပေးတာဒီကဏ္ဍ6ခွက်တနေ့ကုန်စားပါတနေ့ကုန်မှအဲ့ကဏ္ဍ6ခွက်ပါပဲအဲကြောင့်မို့လို့ထိုးချင်းလည်းရမ်းမများသလိုခဏနေလည်းပွားနေအောင်ရှောက်ပြီးတော့နေတိုင်မပေးပါဘူးကျွန်တော်ခဏ6ခွက်ပဲပုံမှန်ပေးပါတယ်ဆိုတော့နောက်တစ်ခါထပ်ပြောအောင်တနေ့ကုန်သားအတွက်ဝမ်းချင်းက6လေးဝမ်းချင်းဖြစ်ပါတယ်ဒီနေ့လား33ရက်နေ့အတွက်တနေ့ကုန်သားဝမ်းချင်းဒီ6လေးဝမ်းချင်းဖြစ်ပါတယ်ခီးကတော့619ခီးဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့6လေးဝမ်းချင်းကို619ခီးနဲ့ကျွန်တော်တို့ကတ်လိုက်မယ်ဆိုလို့ရှိရင်96ရယ်91ရယ်99ရယ်46ရယ်41ရယ်49ရယ်ဆိုပြီးတော့ကဏ္ဍ6ခွက်ရပါတယ်ဒါဒီနေ့တနေ့ကုန်သားအတွက်ကျွန်တော်အကြိုက်ဆုံးနေ့တိုက်ကစားပွဲလေးပဲဖြစ်ပါတယ်ခင်ဗျကဲဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုကြိုက်တဲ့ပုံမှန်ရှိလို့ရှိရင်ကျွန်တော် channel လေးကို subscribe လုပ်ပါပေးဖို့ကျွန်တော်ထပ်မံပြီးတော့တောင်းဆိုပါတယ်ဒါတို့မွေးရမယ့်ပုံစံလေးတွေကျွန်တော်ပြောပေးထားတယ်เนาะတစ်ခုပဲမွေးပါမိမိကြိုက်တဲ့ရာကိုအရင်ဆုံးဦးစားပေးပြီးတစ်ခုပဲမွေးပါကျွန်တော်ပေးတဲ့မွေးသုံးခုလုံးကိုလိုက်မွေးရမလို့ပါဘူးတပြိုင်တည်းလည်းမွေးကြမလို့ပါဘူးအများကြီးမမွေးနိုင်တဲ့ဟိုမှာလေးလုံးခွေ3186ခွေဘူးပါအောင်မွေးပါမွေးနိုင်တဲ့ကိုမတွေကတင်းတွေမပေါချင်တဲ့မျက်ချင်တဲ့ဆိုတော့ကိုမတွေကဒါတို့မွေးပရိတ်10ပရိတ်3ပရိတ်ကိုအဓိကထားပြီးတော့ကစားပါခင်ဗျအဲ့ဒါအားလုံးပြီးတော့မှပတ်တိကမထွက်သေးဘူးဆိုလို့ရှိရင်ပတ်တိကိုလိုက်လံပြီးတော့ကစားပါလို့ကျွန်တော်ပြောချင်ပါတယ်ဒါပေမဲ့ပတ်တိပဲကြိုက်တယ်ပတ်တိပဲရင်လိုက်ကစားရင်လည်းဆိုလည်းရပါတယ်၄ခွန်ကတပွဲကောင်းဖြစ်ပါတယ်ခင်ဗျဒါတို့ပတ်တိ၄ခွန်ဒီတပွဲကောင်းဖြစ်ပါတယ်ဒါတို့ပွဲပရိတ်မှာ10ပရိတ်3ပရိတ်ဖြစ်ပါတယ်10ပရိတ်နဲ့ပတ်သက်လို့ရှိရင်1ခွန်နဲ့26ဖြစ်ပြီးတော့3ပရိတ်နဲ့ပတ်သက်လို့ရှိရင်1နှစ်နဲ့6ခွန်ဒီအားကောင်းတဲ့ကဏ္ဍလေးလို့ကျွန်တော်ကတွဲပြီးတော့ထုတ်ပေးထားပါတယ်အားလုံးပဲအဆင်ပြေကြပါစေပေါက်ကြပါစေလဲကြပါစေတခုပဲလိုက်ပါမွေးစောမဲ့လူတွေကမွေးပဲစောပါနေတိုင်းလည်းမစောပါနဲ့နေတိုင်းစောမဲ့ပုံမတွေကနေတိုင်းပဲဘယ်လိုပြောမလဲသိကြအားလုံးထားပြီးတော့စောပါနော်ကျွန်တော်ပေးတဲ့ကဏ္ဍ6ခွက်ကိုလည်းမထိုးချင်ဘူးဆိုရင်1ချိန်ကြီးကီးတွေနဲ့ကိုမိမိတို့အဆင်ပြေသလိုညာရှိသလိုအသုံးချလို့ရပါတယ်ဒါကကျွန်တော်အကြိုက်တွင်းမိတဲ့ကဏ္ဍ6ခွက်ကိုပဲပြပြထားပြရပြတာမွန်လေးတိုင်းကိုတော့အများကြီးစီးပြီးရထားပြီးတော့မစော့ပါနဲ့လေးတိုင်းဒီအများနဲ့မမှန်တယ်လို့အများနဲ့မမှန်နိုင်ပါဘူးဟုတ်ပြီအဲ့တော့အားလုံးပဲကံကောင်းကြပါစေကိုယ့်ကိုယ်မှာတွေတည်တည်ချာချာတိမိမိနဲ့ပေါက်နိုင်ကြပါစေကျွန်တော်ပေးတဲ့မွေး3ခုလုံးဒီတစ်ပတ်မှာအနည်းဆုံး3ချိန်အောင်ရမယ်အားလုံးပဲကံကောင်းကြပါစေခင်ဗျာ